အော်မီမှာမျက်စိပါလာရခြင်းအကြောင်းကိုသိကြလားဒါဆိုမျက်စိတရားနဲ့ကင်းသမားဆိုတဲ့ဂရိပုံပြင်ကိုနားထောင်ကြည့်နော်နမီဖျားကြီးဂျူနိုသည်တောဆောင်နှက်သမီးလေးအီအော်ကိုမနာလိုစိတ်ဖြင့်နွားမကလေးအဖြစ်ဖန်ဆင်းလိုက်သည်ထို့နောက်မျက်စိတရားရှိပြီးဘယ်တော့မှအိမ်မပြောသောကင်းသမားအာခတ်ကိုနွားမကလေးအားစောင့်ကြည့်ရန်အနှံခဲ့သည်နွားမကလေးဘဝရောက်နေသောအီအော်သည်သူမ၏ဖခင်လယ်ထဲရောက်လာတော့လေစကားမပြောနိုင်သဖြင့်ဝမ်းနည်းနေခဲ့သည်ထို့ကြောင့်ဖခင်သိရှိစေရန်သူမ၏အမိကိုတဲတဲ့တွင်ခွာဖြင့်ရေးပြခဲ့ရာဖခင်ဖြစ်သူကသူမမှန်းတည်သွားပြီးအတူတူငိုကြွေးခဲ့ကြသည်ဤအချင်းအရာကိုအာကတ်ကမြင်သွားပြီးဂျူနိုဒန်အစီရင်ခံလိုက်သည်အီအော်ကိုကဲတင်ရန်အတွက်နတ်မင်းများကနတ်သမန်မာဂျူရီကိုဆေ့လွတ်လိုက်သည်မာဂျူရီသည်တိုးထင်းရောင်ဆောင်ကအာကတ်အနားသို့သွားပြီးအိပ်ပျော်သွားစေရန်ပုံပြင်များပြောပြခြင်းတခြင်းများဆိုပြခြင်းတို့ထိကြိုးစားခဲ့သည်အာကတ်သည်မျက်စိအနှဲငယ်မှိတ်လာတော့လေမျက်စိတရားရှိသဖြင့်အကုန်မအိပ်သေးပြီထို့ကြောင့်မာဂျူရီကပြင်းစရာကောင်းပြီးအလွတ်ရှည်လျားသောပုံပြင်ကိုတနေကုန်ပြောပြလျာနောက်ဆုံးတွင်အာကဲ့၏မျက်စိတရားလုံးမေးစင်အိပ်ပျော်သွားတော့သည်ထိုအချိန်တွင်မာဂျူရီကအီဂေါ်ကိုခေါ်ဆောင်ကနတ်သမီးဘဝသို့ပြန်လဲပြောင်းလဲပေးပြီးကဲတင်လိုက်သည်အာကတ်နိုးလာသောအခါနွားမကလေးမရှိတော့သဖြင့်ဂျူနိုရန်တွားရောက်တိုင်ကြသည်ဂျူနိုသည်တာဝန်ပြက်ကွက်သောအာကတ်ကိုအပြစ်ပေးသည့်အနေဖြင့်သူ့ရဲ့မျက်စိတရားလုံးကိုထုတ်ယူလိုက်သည်ထို့နောက်ထိုမျက်စိများကိုသူမရဲ့အချစ်တော်ဦးတောင်း၏အမီးတွင်တက်ဆင်လိုက်ရာထိုအချိန်မှစ၍ဦးတောင်းအမီးတွင်မျက်စိနှင့်တူသောအကွက်များပါလာရခြင်းဖြစ်လေတော့သည်